base verb ကို able able ဆိုတဲ့ suffix တခုထပ်ပေါင်းလိုက်လို့ရှိရင်စကားလုံးအသစ်တစ်လုံးဖြစ်နိုင်ပါတယ်ဆိုတော့စကားလုံးအသစ်တစ်လုံးဖြစ်တယ်ဆိုတာကဒီ main verb ကိုပဲအဓိပ္ပာယ်ကိုပဲထောက်ပံ့ပေးတဲ့စကားလုံးအသစ်တစ်လုံးဖြစ်တယ်ပေါ့နော်ဆိုတော့ဒီ suffix able ကဒီ main verb နဲ့ combination လုပ်လိုက်တဲ့အခါကျလို့ရှိရင်ကျွန်တော်တို့ကနိုင်တယ်ဆိုတဲ့အဓိပ္ပာယ်တွေပါပါတယ်ထပ်ပြောရမယ်ဆိုလို့ရှိရင် capacity suitability possibility ဆိုတဲ့အခြေအနေ၃ခုကိုထောက်ပံ့ပေးနိုင်ပါတယ်ဥပမာအဖြစ်ကျွန်တော်တို့ drink ဆိုတဲ့စကားလုံးကိုကြည့်ပါ drink တောက်တယ်တောက်တီပေါ့နော်ဆိုတော့ drinkable ဆိုလို့ရှိရင်တောက်လို့ရတယ်တောက်လို့ရနိုင်တယ်တောက်လို့ရတယ်ဆိုတဲ့အဓိပ္ပာယ်ပါပါတယ် that's drinkable အဲ့ဒါတောက်လို့ရတယ် is drinkable it is drinkable အဲ့ဒါတောက်လို့ရတယ် that water is drinkable အဲ့ရေကတောက်လို့ရတယ်ဆိုတော့ဒီနေရာမှာမေးစရာရှိတာကအဲ့ရေကတောက်လို့ရတယ်ဆိုတာကကျွန်တော်တို့ဒီနေရာမှာ safe ဖြစ်တယ်ဆိုတဲ့အဓိပ္ပာယ်တွေပါပါတယ် safe ဖြစ်တယ်ပေါ့နော် Andre မရှိဘူး Andre မရှိဘူးပေါ့နော် safe ဖြစ်တယ်ဆိုတဲ့အဓိပ္ပာယ်တွေပါပါတယ် that water is drinkable